and ကဘာကျော် K-pop idol ဖြစ်လာနိုင်တဲ့ Spy One ခေါ်ကျော်တန်းသားလေးဇင်းတော်ပဲဖြစ်ပါတယ်။ Dreamer ဆိုတဲ့ Survivor Show မှာမြန်မာနိုင်ငံသားအသက်20ပဲရှိသေးတဲ့ Spy One ခေါ်ဇင်းဦးတော်ပါဝင်လာခဲ့ပြီး training 89ရက်နဲ့အတူပါဝင်ရှင်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။ Right. Yeah, thank you, Smile One. Smile One က Peter Nace 9 Dreamers ကနေ debut ခွင့်ရခဲ့ရင် ဖလားပိုင်းပတ်မှာသာမက K-pop ပတ်မှာပါ promotion ဆင်းခွင့်ရမှာပါအရေးကြီးဆုံးတစ်ခုက85ယောက်ထဲကနေ9ယောက်ပဲ debut ခွင့်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ Smile One ကတော့၎င်း9ယောက်ထဲမှာတဦးအပါဝင်ဖြစ်လို့သွားခဲ့ပါပြီ Slowly but surely, he climbed to the top. Now, he's one of the most loved dreamers. He received the second highest number of votes. Congratulations! Smile One! You're on rank 6! ကဘာကျော် K-pop အဆိုရှင် Dara ကလည်း host အဖြစ်နဲ့ပါဝင်ခဲ့ပြီးတော့ကြေညာပေးခဲ့တာပဲဖြစ်ပါတယ် Smile One congratulations ပါရှင် Smile One ကအဆိုဘက်မှာပဲထူးချွန်ရုံနဲ့မကဘူးအဖွဲ့ဝင်တွေအားလုံးနဲ့မှာ friendly အဖြစ်ဆုံးအတယောက်အနေနဲ့ရွေးချယ်ခံခဲ့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းလေးတွေတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါရှင်